ဟာမင်းသားတောက်ပလက်ပြန်ပြီးထွက်လာ အဲမိတ်တော့ဘလက်ပြန်စတိုင်နဲ့မလိုက်နဲ့နိုးစီနဲ့တကြားနဲ့ မိုက်တယ်ကွာ ခေယာကြီးဟာခေယာကြီးနိုးဖြစ်သွားမယ် လက်ဖက်ချောက်ခတ်လိုက်ပါမနောက်နဲ့ကောင်းအောင်ပြော ကျက်သားအားလုံးခွေးစားရတာ အယိုးတွေကြောင်ချီသွားပြီမနောက်နဲ့ကောင်းမင်းကြော်ရင်းတိုင်ရ ကျွန်တော်ကြော်ရင်းနေရ ကြော်ရင်းတိုင်ရမင်းကိုကြော်ရင်းခိုင်းရိုက်ပေးမယ်တရုပ်ဆောင်နော် ဟုတ် မင်းပြောကြကျွန်တော်မောင်လူခွေးကျွန်တော်နာမည်လူခွေးပါဗျာ ကျွန်တော်နဲ့လူခွေးပါရ ကျွန်တော်ဖေကခွေးကြီးပါဗျာ အဲစရေရှင်မျိုးတွေနင်းမိတ် တေချာပြောမပြောဘူးလားမပြောမင်းသမီးနဲ့ ပြော ကျွန်တော်အဖေကခွေးကြီးပါဗျာ ကျွန်တော်ဖေကခွေးရရ ကျွန်တော်တို့တစ်မျိုးလုံးခွေးတွေကြီးပါပဲဗျာ ဟာများလာပြီကွာ မပြောရင် မပြောမယ်ကျွန်တော်တို့တမျိုးလုံးခွေးတွေရရဟာ ကျွန်တော်ချိန်ရှိတုံးကြီးသွားစားလိုက်ဦးမယ် တလုံးတစ်လုံးလောက်ပါခဲ့ပါရတနာယူတဲ့ကောင်က ရပြီမင်းသမီးလာပါမင်းသမီးနဲ့ကမယ်မင်းသမီး ကျွန်တော်မိုးပြေးပြေးမောင်နဲ့တွေ့ရမှာ ဟုတ်တယ် ဟာ မိုးပြေးမောင်နဲ့တွဲကိုခန်းနေတာတက်ကြတယ် ရတယ်သိတယ်ကျွမ်းနေ လက်ဖြန်နေတရောင်းနေပါတယ်ဟာဟာသမီးလာသမီးမင်းသမီးလာသမီးတာခေါ်ရတာပဲပလာတာ200လောက်ရှိတယ်မင်းမျက်နှာလေ ဆိုင်ရလဲစေကစီနဲ့ ဒါဒီမလားအဲ့တော့မင်းသမီးဒါမင်းသားမင်းနဲ့တွေ့မှာမင်းသမီးသူပဲစိုးတော့မတင်ရသေးဘူးခွေးကနိုင်ကြီးခြင်းနေတယ်ဒါကြတော့ရိုက်မဲ့ဇကားလေးကတစ်ချိန်ကကောလိပ်ချင်းနေဝင်းနဲ့မေမေဝင်းတို့အကယ်ဒမီရလိုက်တဲ့ ဟာ ဘင်လာတင် နင်းမေပင်လာတယ် ဘိုးအောင်တင်ဒီမှာလေးပြောရမယ်ပထမအကမ်းမှာအကိုကြီးရဲ့ အကိုကြီး ညောင်ချီမြို့ပြန်ပို့ပေးပါလားယင် အမလေး ညောင်ချင်းမြို့ကိုပြန်ပို့ပေးပါလားယင် မင်းသားပြောမယ်ဒီပြန်မယ်ဆိုတဲ့စကားကိုမပြောပါနဲ့မမြောက်ဝင်ဒီပြန်မယ်ဆိုတဲ့စကားကိုကြားတဲ့အကိုကြီးရင်မှာခံစားပြေမာဓမြတိုက်တုံးကလည်းမမြောက်ဝင်းတို့မိန်းမသားတွေပဲဆိုပြီးအကိုကြီးလမ်းစိတ်30တဲ့ယူခဲ့တာပါ အများကြီးနော် မရိုက်နဲ့ မရရစရာ အဲ့ဒါမှအကိုကြီးမကြိုက်ရင်မပြောတော့ပါဘူးကိုကြီးရယ်အဲ့ဒါမှမင်းကဝမ်းသာလိုက်တာများရယ်ဆိုပြီးဇွတ်တနာစိတ်တွေလဲကြွ ဇွာ ဘာမှမလုပ်ရဘူးတန်းဇွတ်တာပဲရိုက်မယ်5 4 3 2 1 go အကိုကြီးရဲ့ညောင်ချင်းမြို့ ဘာပြောရလဲလို့မင်းကဘယ်လိုထူခိုင်းလဲ မသူပြောလို့ ပြန်လို့5 4 3 1 go အကိုကြီးရဲ့ညောင်ချင်းမြို့ကိုပြန်ပို့ပေးပါလားယင် မင်းကဘယ်သူကရီတိုင်းလဲမင်းကဘယ်သူရီတိုင်းလဲမရီနဲ့ ကောလိပ်ချင်းတွေရည်တယ် ကောလိပ်တင်ဝင်းမဟုတ်မင်းကကောလိပ်ခင်လိုက်မင်းကမူလာတန်းခင်လိုက်5 4 3 1 go အကိုကြီးရဲ့ညောင်ချင်းမြို့ကိုပြန်ပို့ပေးပါလားယင် အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏခဏမပြောပါနဲ့မမြောက်ဝင်အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏခဏမပြောပါနဲ့မမြောက်ဝင်အတိပြတ်မဲ့ဆိုတဲ့စကားကို ဒီလားတွေလမ်းနေတယ်မင်းက ကျွန်တော်နောက်လုံးမေ့နေလို့ ဩပြီ အော်တလုံးနဲ့ ဩပြီမြို့မယ်မေ့နေတယ် တစ်လုံးနဲ့ဟုတ် ဟုတ်တယ်ပြန်လို့ တလုံးနဲ့ပါမမြောက်ဝင် မလိန်နဲ့3လုံးရှိတဲ့ခေါ်ပြန်လို့5 4 3 2 1 go တကယ်တော့သုံးလုံးပါမမြောက် ဒီပြန်မယ်ဆိုတဲ့ အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏခဏမပြောပါနဲ့မမြောက်ဝင်အပြေမှာမမြောက်ဝင်တို့ဓမြတိုက်တော့လဲမိမသားတွေကြီးပဲဆိုပြီးအကိုကြီးမရိမ့်မဲ့ကျင့်ခဲ့တာ လမ်းစိတ်30ယူတာ 30ကဘာလို့မရိမ့်ကျင်တာထီးပဲ ဟာသွားလိုက်တာမတန်ငါပြီးဖို့တော့အဲ့နာမထိုင်မင်းသမီးရအားနာတာနော်ပြန်လုပ်လိုက်ပါဖိုင်ဒီမှာဒီဒိုင်တောင်ကြည့်ဟုတ်ဘာကောင်မှမသိတောင်းလို့မြောက်လို့ အကိုကြီးရဲ့ညောင်ချင်းမြို့ကိုပြန်ပို့ပေးပါလားယင် ဒီပြန်မယ်ဆိုတဲ့စကားကိုမပြောပါနဲ့မမြောက်ဝင်းပြင်မှာတနေ့တိုက်တော့လည်းမမြောက်ဝင်းတို့မိန်းမသားတွေပဲဆိုပြီးအကိုကြီးလမ်းစိတ်30တဲ့ယူခဲ့တာပါ ကိုကြီးမကြရင်တော့မပြောတော့ပါဘူး ဝမ်းသာလိုက်တာများရဲ့မမီလား မမီတယ် အေးချာမမီလား မမီတယ် မမီနောက်တစ်ခါပြောင်းရရင် နောက်တစ်ခါကျွန်တော်ဆွဲလိုက်မယ်လေ မစွန့်နဲ့နောက်တစ်ခါပို့ကောင်းတယ်မင်းသမီးကဟိုဘက်လက်နေမယ်မင်းသားပခုံးပေါ်လက်တင်မယ်အတောင်နားတော့နော်ဒါဘာလို့လဲရင်အကိုကြီးပါမြရဲ့အကိုကြီးဘယ်လျှောက်သွားနေတာလဲရင်အကိုကြီးမြစားဖို့တောက်ဖို့အတွက်တောထဲမှာတစ်သီးတွေသွားရှာနေတာပါမြရဲ့ဝမ်းသာလိုက်တာအကိုကြီးရဲ့ပြောတာ ਨੇ ဇွာ ဒီကကျွန်တော်ဆွဲမယ် ဆွ နော် ပြီလာပြီနော်အတန်နော်လာပြီ5 4 3 2 1 go အဲ့ဒါဘာဖြစ်တာလဲ ဒါအတွေ့အကြုံမရှိလို့ မင်းရက်ခွက်ကညီးတော်ချီနေရပြီအတွေ့အကြုံမရှိဘူးညီးတော်ချီနေရပြီအတွေ့အကြုံမရှိဘူး ဒီအမှုပေါ်မင်းက6လုံးမျိုးကန်ရမှာ ရလို့5 4 3 2 1 go ဖုတ် ဖတ်ပါဆိုမဖ
ဟုတ်တယ် တာအခုတလောအဲ့ဒါလေးတွေကရင်းတွေ့ အချိန်ပြည့်တွေ့တာပါမင်း5 4 3 2 1ကိုပြန်လို့ ဒါဘာတူလဲယင် ဖေပါသမီးရေ အကိုကြီးပါများရဲ့ ငါသမီးလေးကိုတတိယ တတိမရနဲ့ပြန်လို့ ဒါဘာတူလဲယင် အကိုကြီးပါဗျာသူ့တန်နဲ့တူအောင်လုပ်လိုက်ကြ မကြီးနဲ့နင်တို့ကြီးတော့ဘယ်ရလူတွေကအားပြတ်တယ် အဲ့ဒီအထင်သေးလို့ရည်တယ်လို့ပါ ပြန်လို့ ဒါဘာတူလဲ အကိုကြီးပါမြရေ ကိုကြီးပဲဆို အကိုကြီးပဲလျှောက်သွားများလေ ကိုကြီးလေတော်ထဲမှာညစောဖို့တုတ်ဖို့ဒါရှိ စားဖို့စားဖို့ ရှာလိုက်ပါလို့အေးပြဲမပြီးဘူးကျွန်တော်က မင်းပြောသလိုတီရှူးတွေပဲအလိမ့်လိုက်ဝယ်ပေးတာမလို့သွားဟောပါ ဆို ဒိုက်တာမပြရင်ငါပြီးဖုတ်တောင်နေကြအဲ့ပါနေအာနာတာမင်းသမီးရဲ့နော် sorry ပါဒါပြီ5 4 3 2 1ကို ဒါဘာတူလဲယင် အကိုကြီးပါမြရဲ့ အကိုကြီးပဲလျှောက်သွားများလေ ဝိတော်ထဲမှာမြစားဖို့တောက်ဖို့အတွက်တတိတွေသွားရှာမလို့ပါ အိုးဝမ်းသာလိုက်တာအကိုကြီး ဇော နာဘူး မနောက်နဲ့မမီလား မမီတယ် ဒေချာမမီလား တော့မမီတယ် မမီနောက်တစ်ခါပြောင်းရိုက်မယ် များသွားပြီ များသွားတယ် များသွားပြီမလို့တော့နောက်တစ်ခါအမှုအရာမပြနဲ့တော့ငါလုံးမယ်စကလုံးမဲ့တင်ပြီးတော့ အမူအရာပြတယ် မင်းကြီးပဲဇွတ်ငါကိုတခါမဇွတ် ရတယ်အမူအရာ तू ပြောတဲ့တခါအားလုံးကြားရနော် तू ပါ तू လုံးမယ်တဲ့ကျွန်တော်ဝင်မပြနဲ့လေရတယ်နောက်ဆုံးခန်းရိုက်မယ်နောက်ဆုံးခန်းမှာဘိုးအောင်လေးအရက်မူးလာမယ်အရက်ကိုကြိုက်လို့တောက်တယ်လို့စိတ်ပြောတယ်လို့တောက်တယ်လို့တောက်ပလိုက်ပဲအရက်များများဟာ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 ဒီအကူကြီးဘယ်တော့ဒီရက်တွေကိုတောက်ဘူးလို့တော့ဘိုးတော်ကမတောက်ရနဲ့မင်းကိုစိတ်နာလို့တောက်တယ်ဟေးအကူကြီးမြောင်ဘယ်တော့ကန့်ပြောဘူးလို့တော့ဘိုးတော်ကမပြောရနဲ့မင်းကိုစိတ်နာလို့ပြောတယ်အဲ့ချိန်မှာမင်းသမီးကပြောအောင်လဲဆိုပြီးတော့ဘာကို18ချက်စိတ်ရိုက်မယ် ဟာဒီခန်းလေးတော့ဆရာပဲတရုပ်ဆောင်ကြလဲ ငါလည်းပဲဒီလောက်ညံ့မယ်မထင်ပါဘူးကွာကိုပါကိုကြည့်ချက်လုပ်လိုက်ပါ မမေလက်ခေါ်ပါ ညီမလေးပါရိုက်တဲ့ခါအတကုံရိုက်နော် ဟင် ပါကွဲရုံနဲ့မဟုတ်ဘူးအတကုံလွှဲတဲ့ခေါင်းကြီးပြန့်တက်တော့ပါသွားမစီသူ့အိတ်ထဲမှာခေါင်းအပို3လုံးပါတယ်သူတို့ကခေါင်းမျိုးတွေ တူတူမလေးကိုစခိုင်းတာ ရပြီနော်ညီမလေးရိုက်ညာလဲနဲ့ရိုက်တော့ဘယ်ဘက်လက်နဲ့မရိုက်နဲ့နင်တို့ဘယ်လက်ကငါပြီးဟိုနိုင်စားဟိုနိုင်နော် ဟုတ်ပါရဲ့ငပိလောက်လည်းမနာအောင်စားလောက်လည်းမငမ်းပါဘူး ချာမယ်နော်အတကုံနော်5 4 3 2 1 go အကိုကြီးပဲလျှောက်သွားများလေ ဘာမှတော့မစိုးသေးဘူးနေရာလေ တောက်ထိတ်ကပိတ်ထားတယ် တက်ချက်ပဲတော့ဘေးဘောက်ကတော့ပန်းထုတ်ပလိုက်တော့5 4 3 2 1 go အယောမကြိုက်လို့မတောက်တော့ဘူး တောက်တယ် တောက်ရင်လုံးလိုက်မယ် လုံးပါစေလုံးပါစေ အဲ့ဒါစိတ်ပြောတယ်လို့မတောက်တော့ဘူးလုံးလိုက်မယ် လုံးပါစေ သူ့အကြောင်းကသိတယ် လုံးပါစေ မိုးပြေဒီလိုလုံးလို့မရဘူးမိုးပြေဒီလိုလုံးလို့မရဘူး အဲ့ဒါမင်းတို့ကဒီမှာရိုက်နေတာတော့အနောက်ပေါက်မှာမဟုတ်ဘူးဒေချာလို့ ယောကြိုက်လို့တောက်တယ်လူစိတ်ပြောတယ်လို့တောက်တယ်လူတောက်ပလိုက်မယ်အယများများဦးငငယ်ငငယ် ကိုကြီးရက်တွေတောက်လာပြန်ပြီလား ဝဒါဝဒါဝဒီဝဒီဝဒါဘိုးတို့ကလာဝဒါဝဒါ ပြောင်ပြော ပြောင်းပြောရင်ရိုက်လိုက်မယ် အေးအောင်ပြောင်ပြော အေးဘယ်တော့ရက်တွေတောက်ဘူးလို့လဲ ဟိုတော့မတောက်ပြီနဲ့အခုလည်းမတောက်ဘူး ဟုတ်တယ် လုံးလိုက်မယ် မင်းသမီး तू ကလေအရက်အရက်မှုနေတော့ तू ပြောချင်တာပြောမှာမင်းကိုကရိုက်ရှာရှိတဲ့ဆက်ချစ်ချိုက်ပဲရိုက် ဟာမဟုတ်လေ ကိုကြီးထိမ့်မိတာ မဟုတ်လေဟဲ့မကြကြဝဒါဝဒါဝဒီရှိုက်ပါမရဲ့ကျဲလိုက်စမ်းပါမြဲ့ညမချင်တဲ့ဒေးဦးဆိုရင်အကိုကြီးညတော့ဟောဒီမှာတစ်ဖက်ချင်နေတယ်ရိုက်လိုက်စမ်းပါမြဲ့ရိုက်လုံးကလုံးကလား မင်းပထွေးရထိတာကွာ အော်မသိချစ်တော်တာရှင်ပေါင်းတို့ခင်ဗျာကျွန်တော်ဂီတဆာဆိုခင်မဝင်းရေးသားစီစဉ်တင်ဆက်လိုက်တဲ့လက်ပြင်းကြငုတ်တို့ဆိုတဲ့ဇာတ် ပြင်းမငုတ်တို့ပြင်းမငုတ်တို့